စီးမြုပ်ထားခြင်းကိုတိတိတတာတက်တာစေတဲ့အဓိကအကြောင်းရင်းတစ်ရက်ကိုကိုရဲ့ဒီဗီဒီယိုလေးကနေပြောပြပေးချင်ပါတယ်ဒီပြီးခဲ့တဲ့2ရက်လောက်ကပေါ့နော်ဒီလာရှူအကိုတယောက်ဆိုလို့ရှင်ဒီကိုရဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့ဒီတခြားလေးလိုက်လောက်တာပေါ့နော်စီးမြုပ်ထားတာကနေပြီးတော့တိတိတတာကိုတက်တာသွားပြီးဆိုပြီးတော့ဒီကိုရဲ့စီကိုဖုန်းဆက်လာပါတယ်ဒီကိုရဲ့ပြောချင်တာကဒီစီးမြုပ်ထားတယ်ဆိုတာကဒီကိုရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ protein ဓာတ်တွေကိုပေါ့နော်ထိန်းထားရမယ့်အစားကြောက်ကကောင်းကောင်းအလုံးမလုံးတဲ့အတွက်ကြောင့်မလို့အစီးနဲ့တူအပြင်ကိုရောက်ရှိလာတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုရဲတို့တွေကဒီစီးမြုပ်တွေထနေတယ်ဆိုလို့ရှိရင်ဒီ protein ပါဝင်မှုများတဲ့အစားအသောက်တွေကိုအထူးအနေနဲ့ရှောင်ကျဉ်ရမှာဖြစ်ပါတယ်ဒီ protein ပါဝင်မှုများတဲ့အစားအသောက်တွေကဘာတွေလဲဆိုလို့ရှိရင်ဒီပဲအမျိုးမျိုးနဲ့ဒီအသားစားသုံးမှုကိုရှော့ချရမှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ရေကိုသတိထားပြီးတော့များများလေးတောက်ဖို့လိုပါတယ်ဒီတချို့တွေကရေတောက်နေတဲ့အတွက်ကြောင့်မလို့ဒီကြောက်ကလက်ဆောင်ချက်တွေကျဆင်းလာပြီးတော့စီးမြုပ်ထားခြင်းတွေကိုဖြစ်စေတာဖြစ်ပါတယ်ဒါကြောင့်မလို့ရေကိုသတိထားပြီးတော့များများလေးတောက်ဖို့လိုပါတယ်ဒီနောက်ဆုံးချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီကိုလက်လေးကျင်ကန်လေးတွေလည်းပုံမှန်လေးလှုပ်ဆောင်ပေးဖို့လိုပါတယ်ဒီကိုလက်လေးကျင်ကန်လှုပ်ပေးခြင်းအပြင်ဒီကိုရဲ့ခန္ဓာကိုယ်ထဲမှာသွေးစည်းစင်းမှုတွေကောင်းမွန်လာမယ်သွေးစည်းစင်းမှုတွေကောင်းမွန်လာပြီဆိုလို့ရှိရင်ကြောက်ကစီကိုလည်းသွေးစည်းစင်းမှုတွေကကောင်းမွန်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောက်ကအားကောင်းလာပြီးတော့စီးမြုပ်ထားခြင်းတွေကိုသက်သာလာမှာဖြစ်ပါတယ်ခင်ဗျာကိုကပေါ့နော်အခုလိုမျိုးနေထိုင်စားသောက်မှုပုံစံတွေကိုတေချာလေး view site ပြီးစင်ကျင်ရသားနဲ့ဒီစီးမြုပ်ထားတာကမသက်သာဘူးဆိုလို့ရှိရင်တော့ကိုရဲ့စီမှာတော့ဒီဖြစ်ဆွက်စာ2မျိုးလေးရှိပါတယ်ဒီဖြစ်ဆွက်စာ2မျိုးလေးကိုတေချာလေးစနစ်တကျတောက်ပေးမယ်နေထိုင်စားသောက်မှုပုံစံတွေကိုလည်းတေချာလေး view site ပြီးစင်ကျင်မယ်ဆိုလို့ရှိရင်စီးမြုပ်ထားခြင်းတွေကနေပြီးတော့တိတိတတာကိုသက်သာလာပါလိမ့်မယ်ဒီဖြစ်ဆွက်စာ2မျိုးလေးကဈေးနှုန်းအနေနဲ့ကကြတော့ဒီ2,82,000ဖြစ်ပြီးတော့ဒီမှာကျင်နေဆိုလို့ရှိရင်တော့ကိုရဲ့ Viber ဖုန်းနံပါတ်4328ကနေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ခင်ဗျာစိတ်အေးချမ်းခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မျက်နှာမှာအပြုံးပန်းများပွင့်လန်းနိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်